အားလုံးပဲမင်္ဂလာပါအခုကပေါ့နော်ဒီ language school တက်တယ်ပေါ့နော်ဒီ language school တက်တယ်ပေါ့နော်အတော်တွင်းပေါ့နော်တနေ့ကိုဒီကျောင်းပိတ်ရက်ပေါ့နော်မြန်မာနိုင်ငံနေမှာဆိုလို့ရှိရင်ကိုတို့ဒီနွေရာသီကျောင်းပိတ်ရက်ဒီဇင်ဘာကျောင်းပိတ်ရက်အဲ့လိုမျိုးပေါ့နော်ကျောင်းပိတ်ရက်တွေပေါ့နော်ဟိုဘယ်နှခါပိတ်လဲပေါ့နော်ဟိုဘယ်နှချိန်ပိတ်လဲတစ်ခါပိတ်လို့ရှိရင်လေဒီဘယ်လောက်ကြောင်ပိတ်လဲပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုပြပြပြမယ်ဆိုတော့ပေါ့နော်ဒီဂျပန်မှာကြတော့ပေါ့နော်အခုတို့ဒီမြန်မာလိုမဟုတ်ပေါ့နော်ဒီဟိုຫນွေဦးຫນွေပေါ့နော်ຫນွေဦးຫນွေဆောင်းပေါ့နော်အဲ့လိုမျိုးຢာလေးခုရှိတယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်သူတို့ပိတ်တာပေါ့နော်ဟိုတော့ဒီလေးလပိုင်းမှာပေါ့နော်လေးလပိုင်းမှာဆိုလို့ရှိရင်ဒီဟာရုယာဆုမီပေါ့နော်ဟာရုယာဆုမီဆိုပြီးတော့ဒီຫນွေဦးအတွက်ဆိုပြီးတော့ပေါ့နော်ပိတ်ပါတယ်ဆိုတော့ပေါ့နော်လေးလပိုင်းမှာတစ်ခါပိတ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်8လပိုင်းပေါ့နော်8လပိုင်းမှာဆိုလို့ရှိရင်နားဆွပေါ့နော်နားဆွရာဆုမီဆိုပြီးတော့ຫນွေရာသီအတွက်တစ်ခါထပ်ပိတ်ပါတယ်ပြီးတော့လို့ရှိရင်9လပိုင်း25ရက်လောက်ကနေ10လပိုင်း9ရက်10ရက်9ရက်10ရက်ပေါ့နော်အဲ့ဒါအကြောင်းပေါ်မှာမူတည်ပြီးတော့ကွဲသွားပါမယ်အတော်တုန်းကကြတော့အခုတော့ဒီအာခီပေါ့နော်စောင်းဦးဆိုတဲ့ဒီအာခီရာဆုမီပေါ့နော်စောင်းဦးရာဆုမီဆိုပြီးတော့ဒီပိတ်ပါတယ်ပြီးတော့လို့ရှိရင်ကိုတို့စနလပိုင်းမှာဆိုလို့ရှိရင်ဖူယူရာဆုမီဆိုပြီးတော့ဒီစောင်းရာသီပိတ်ရဆိုပြီးတော့ပေါ့နော်ပိတ်ပါတယ်ဆိုတော့ရက်ရှိပိတ်ရကဂျပန်မှာတနေ့ကို၄ချိန်ပိတ်တယ်ပေါ့နော်၄ချိန်ပိတ်ပါတယ်ဆိုတော့အဲ့လိုမျိုးတစ်ခါပိတ်လို့ရှိရင်တော့ဒီတချို့ကျောင်းတွေကကြတော့ဟိုရက်20ပိတ်တာရှိတယ်15ရက်ပိတ်တာရှိတယ်3ပတ်ပေါ့နော်3ပတ်ပိတ်တာရှိတယ်4ပတ်ပိတ်တာရှိတယ်တချို့ကျောင်းတွေကတစ်လခွဲပေါ့နော်တစ်လပေါ့နော်အဲ့လိုမျိုးပိတ်တာရှိပါတယ်ဒါပေမဲ့ဒါကတော့ကျောင်းမှမူတည်ပြီးတော့ပိတ်ရက်ကတော့ကွဲသွားမှာပေါ့နော်ပိတ်တဲ့ຢာတွေကတော့ဒီအတူတူပဲပေါ့နော်ຫນွေဦးຫນွေဆောင်းဦးဆောင်းပေါ့နော်သူကဒီຢာတွေအလိုက်ပဲအခုတို့ပိတ်တာပေါ့နော်ဒီဆိုတော့ပေါ့နော်အခုတို့ဒီဂျပန်မှာ language school တက်တဲ့အချိန်မှာဆိုလို့ရှိရင်တနေ့အတွင်းမှာပေါ့နော်ဒီ၄ခုကပေါ့နော်ယာဆုမီပေါ့နော်ရက်စီယာဆုမီဖြစ်ပါတယ်ရက်စီယာဆုမီကဒီ၄ခုပဲပေါ့နော်ဒီပိတ်ရက်၄ခုကတော့အတိအကအနေနဲ့ပြပြပေးတာဖြစ်ပါတယ်ဂျားထဲမှာအဲ့လိုပိတ်ရက်မဟုတ်ဘဲနဲ့အခုတို့ပေါ့နော်တပတ်ပိတ်တာလေးတွေ9ရက်ပိတ်တာလေးတွေပေါ့နော်ပြီးတော့ဒီမှာအာကာကြီးဆိုပြီးတော့အနေရလေးတွေလည်းရှိတယ်ပေါ့နော်ဥပမာပေါ့နော်ဟာဟာနော်ဟီကိုကိုရိုမိုနော်ဟီပေါ့နော်စပို့စနော်ဟီပေါ့နော်အဲ့လိုမျိုးအာကာသနေ့အမေများနေ့ကလေးများနေ့ဆိုပြီးတော့အဲ့လိုမျိုးပိတ်တဲ့ရက်တွေနဲ့စနေတင်းခုနေ့တိုက်သွားတဲ့ရက်တွေဆိုလို့ရှိရင်လည်းအဲ့လိုလေးတပတ်လောက်ပိတ်တာလေးတွေ3ရက်4ရက်စတဲ့ပိတ်တာလေးတွေတော့ရှိတယ်ပေါ့နော်ဒါအဲ့ဒါတော့ဟိုတနေ့နဲ့ဒီနေ့ကမတူဘူးလေနော်ပုံမှန်ပိတ်နေကြရက်တွေကတော့အခုပြောတယ်ပေါ့နော်ဒီຢာတိဥတုလေးခုမှာအဲ့လိုပိတ်ပါတယ်ဆိုတော့ဟိုပိတ်တဲ့ຢာတိကတော့ဒီຢာတိဥတုပါပဲကျောင်းထဲကတော့ဒီຢာတိဥတုမှာပိတ်တာပါပြီးတော့လို့ဟိုကွဲသွားမှာကြတော့ပိတ်ရက်ပေါ့နော်ကျောင်းပေါ်မှာမူတည်ပြီးတော့ပိတ်ရက်ကကွဲသွားပါမယ်တလားပိတ်ခြင်းပိတ်မယ်3ဘက်ပိတ်ခြင်းပိတ်မယ်အဲ့ဒါကတော့ကျောင်းပေါ်မှာမူတည်ပြီးကွဲသွားမှာဖြစ်ပါတယ်ဆိုတော့ရှင်အခုတို့ကျောင်းသားတွေပေါ့နော်ဒီအချိန်ပိုင်းလုံးနဲ့ငွေချလို့ဟိုအကောင့်ဆုံးအချိန်ကတော့ဒီရာစုမီအချိန်တွေပဲပေါ့နော်ရာစုမီအချိန်တွေမှာဆိုလို့ရှိရင်ပုံမှန်အပတ်တွေထက်တစ်ပတ်ကိုနိုင်40လုပ်လို့ရပါတယ်ဆိုတော့အဲ့အချိန်မှာကျောင်းသားတွေတော်တော်များပေါ့နော်ဒီအလုပ်ကိုဦးစားပြုပြီးတော့ပတ်စံရှာတာများပါတယ်ဆိုတော့ဒီကျောင်းသားတွေကပေါ့နော်ကျန်တဲ့ပုံမှန်ပတ်တွေကျန်တဲ့ပုံမှန်ဓာတ်တွေထက်ပေါ့နော်ဒီလိုမျိုးရက်ရှည်ပိတ်တဲ့၄ချိန်တုန်းမှာဆိုလို့ရှိရင်ပတ်စံတွေပို့ပြီးတော့အများများစုမိတယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာဦးစားပေးပြီးတော့ပတ်စံရှာတာများပါတယ်ဆိုတော့အားလုံးလည်းပေါ့နော်ရက်ရှည်ပိတ်ရတော့မှာစူးစမ်းပြီးတော့ဟိုအချိန်ပိုင်းလုပ်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ကျောင်းသားကောင်စုပါဆိုတော့အဲ့ဒါတပြည့်ပြည့်ပေးချင်တာပါအားလုံးကျေးဇူးများကြီးတင်ပါတယ်